ဆရာမရဲ့ကဏ္ဍကိုမှဆောင်ပြီးတော့ထိုးချင်ကြတယ်ဆရာမရဲ့ပရိသတ်တွေအားလုံးပဲမင်္ဂလာပါစေတနာရှင်ဆရာမလေးအကောင့်ကနေပြီးပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်ဆရာမပေးတဲ့ဗုဒ္ဓဦးမကျော်မွေပရိတ်ကအပတ်တိုင်းမှန်ခဲ့တယ်နော်ဒီတစ်ပတ်မှာလည်းဆရာမဗုဒ္ဓဦးမကျော်မွေပရိတ်ကိုပေးထားပါတယ်ဒီနေ့ကဗုဒ္ဓဦးနေ့ပါဆရာမပေးတဲ့ဗုဒ္ဓဦးမကျော်မွေပရိတ်ကအခုထိမထွက်သေးဘူးဆိုတော့ဒီနေ့ဗုဒ္ဓဦးနေ့ဖြစ်တဲ့အတွက်ဒီနေ့ကိုတတိထားပြီးတော့ထိုးစေခြင်းပါတယ်အပတ်တိုင်းမှန်ခဲ့တဲ့ဗုဒ္ဓဦးမကျော်မွေးပရိတ်မို့လို့ဒီနေ့မှပို့ပြီးတော့ထိုးစေချင်ပါတယ်ရှေ့ရက်တွေကမထွက်သေးပါဘူးဆ iam ကပေါက်ပေးလည်းမတောင်းဘူးမမလည်းမခေါ်ဘူးစေတနာနဲ့အားလုံးမြင်အောင်တင်ပေးတဲ့စေတနာဆ iam မို့ဆ iam ကိုအားပေးတယ်ဆိုရင်အားပေးပါတယ်လို့မှန်ခဲ့ရုံပဲနော်ဆ iam ရဲ့ပရိသတ်တွေရဲ့မန်တစ်ခုအားဆ iam အတွက်ခွန်အားတစ်ခုဖြစ်မှာပါဆ iam ကကဏ္ဍတွေကိုအမှားနဲ့ပြီးတော့အမှန်များအောင်ကြိုးစားပြီးတော့ရှာဖွေထားပါတယ်ဆ iam ရွေးပြီးတဲ့ရွေးခွက်၃ခွက်ဆိုရင်လည်းခဏခဏပေါက်ကြပါတယ်ဆ iam ရဲ့လူဟောင်းနေသိပါတယ်ခဏခဏထားပေါက်ကြပါတယ်အခုမှဝင်လာတဲ့လူအသစ်တွေကိုလည်းကြိုဆိုပါတယ်အခုဆ iam မွေးပရိတ်ကိုပြန်ပြောပါမယ်အရှိရဗီဒီယိုတွေမှာမကြည့်ရသေးတဲ့သူတွေအတွက်ဒီဗီဒီယိုလေးမှာမြင်ရအောင်ပြန်ပြောပေးပါမယ်ဆ iam အရှိမပေးခဲ့တဲ့အတိုင်းပဲဗုဒ္ဓဦးမကျော်9 break ရှိပါတယ်ဆ iam ကတနေ့ကိုတစ်မျိုးမပြောပါဘူးကိုပြောထားတဲ့ဟာကိုပဲပထမမကြည့်ပြီးသေးတဲ့သူတွေတွေ့ရအောင်ဒီအပုတ်မှာပြန်ပြောတာပါ9 break ကဏ္ဍတွေကိုဆ iam အကုန်လုံးပြည့်စုံတစ်ခါလေးပြောပြပါမယ်တချို့ကြတော့အနီးကပ်ထိုးရတာမလို့ကဏ္ဍတွေကြမ်းခဲ့မှာဆိုလို့က3ညခွန်16 25 34 98 5ခွက်တီတီဖြစ်ပါတယ်ကြမ်းခဲ့မှာဆိုလို့ပြောပြတာပါအခုကအချိန်လဲနေပြီမို့လို့ဆ iam အလုပ်လက်မအားတာမို့လိုင်းမတက်တာနည်းနည်းနောက်ကျသွားတာမို့အခုထိုးမယ်ဆိုရင်မှီပါသေးတယ်နော်ဓမ္မရက်တွေဟိုအပတ်တွေကတော့ဆ iam ကဆော့ဆော့တင်ပေးနေကြပါဒီကတော့ဆ iam မှာအရေးကြီးကိစ္စလေးရှိလို့မအားလို့ဆ iam လိုင်းမတက်တာနည်းနည်းနောက်ကျသွားတယ်နော်ဒီ9 break ကဒီနေ့ကင်းကနန်းနေမဟုတ်ဘူးညနေအတွက်ပါပါတယ်ဒါတစ်နေ့လုံးစားပေါ့ဗုဒ္ဓဦးမကျော်ဖြစ်တဲ့အတွက်ဒီညနေအထိပါပါတယ်ချင့်ချိန်မိထိုးပါနှလုံးထီဆိုတာချင့်ချိန်မိထိုးတတ်ခြင်းအမျက်ကြံပါတယ်ချင့်ချိန်မိမထိုးတတ်ခြင်းကိုယ်မှရှိတာကိုယ်မှမယ်ဆ iam နဲ့အကြိုက်တူတယ်ဆိုရင်လိုက်ထိုးပါဆ iam ကလွဲရင်လွဲတယ်မှန်ရင်မှန်တယ်လို့ပြောပါတယ်ဆ iam လွဲခဲ့တဲ့ပွဲတွေလည်းရှိပါတယ်ဒါပေမဲ့ပေါက်ခဲ့တဲ့အပတ်တွေပေါက်ခဲ့တဲ့အချိန်တွေကပိုပြီးတော့များပါတယ်ဆ iam ရဲ့လူဟောင်းတွေသိပါတယ်ပေါက်ခဲ့ရင်လည်းဆ iam ပရိသတ်တွေနဲ့အတူတူဆ iam ပြောရပါတယ်လွဲခဲ့ရင်လည်းဆ iam စိတ်မကောင်းဖြစ်ရပါတယ်လွယ်ခဲ့ရင်တော့ဆ iam ကပို့ပြီးတော့မှန်ကန်သွားအောင်ပို့ပြီးတော့စူးစမ်းနေပါတယ်